ဒုတိယကမ္ဘာစစ်အတွင်းဂျပန်အစိုးရဟာအာရှနိုင်ငံများကိုကျွန်ုပ်တို့ကတင်တို့ကိုအနောက်တိုင်းအုပ်ချုပ်မှုမှလွတ်မြောက်စီမည်ဆိုပြီးကြေညာခဲ့ပါနဲ့အာရှနိုင်ငံများစွာကလည်းဒီစကားကိုယုံကြည်ခဲ့ကြပြီးဒါပေမဲ့စစ်ပြီးဆုံးချိန်မှာတော့အမှန်တရားဟာလုံးဝကွာခြားနေခဲ့ပါနဲ့ဒီနေ့ဗီဒီယိုမှာတော့ဂျပန်ရဲ့ဝါဒဖြန့်ချီလက်အစားမှုကိုတမိုင်းအချက်အလက်များနဲ့အတူရှင်းပြပြီးသွားပါမယ်စစ်ပွဲအတွင်းနိုင်ငံအများစုကဝါဒဖြန့်ချီရေးကိုအသုံးပြုကြပါတယ်။လူများကိုတစ်ခွက်တည်းသောအမြင်ကိုယုံကြည်လာအောင်လှုံ့ဆော်ဖို့တည်င်းပိုစတာရေဒီယိုမီဒီယာတွေကိုအသုံးပြုခြင်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဝါဒဖြန့်ချီရေးစစ်ပွဲရဲ့အရေးကြီးဆုံးလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဂျာမနီ၊အမေရိကန်၊ဗြိတိန်နိုင်ငံအားလုံးကအသုံးပြုခဲ့ပေမဲ့ဂျပန်နိုင်ငံရဲ့ဝါဒဖြန့်ချီရေးကတော့အာရှဒေသတစ်လျှောက်မှာအထူးသဖြင့်တက်ရောက်မှုကြီးမားပါတယ်။1930နောက်ပိုင်းနဲ့1940အစပိုင်းမှာတော့ဂျပန်အစိုးရကအာရှနိုင်ငံများကို Asia for Asians ဆိုတဲ့စကားနဲ့ဆွဲဆောင်ခဲ့ပါတယ်။အဓိပ္ပာယ်ကတော့အာရှနိုင်ငံတွေကိုအနောက်တိုင်းအုပ်ချုပ်မှုမှလွတ်မြောက်စေမည်ဆိုတာပါ။အဲ့ဒီအချိန်မှာအာရှနိုင်ငံအများစုကဥရောပနိုင်ငံများရဲ့ကိုလိုနီအုပ်ချုပ်မှုအောက်မှာရှိနေခဲ့ပါတယ်။ဗြိတိန်၊ပြင်သစ်၊နယ်သာလန်တို့ကအာရှဒေသအများအပြားကိုအုပ်ချုပ်နေခဲ့ပါတယ်။ဒါကြောင့်ဂျပန်ရဲ့ဒီ message ကတချို့လူများအတွက်ယုံကြည်လို့ကောင်းတဲ့စကားတစ်ခုဖြစ်လာခဲ့ပြီးဂျပန်အစိုးရကဝါဒဖြန့်ချီရေးနည်းလမ်းအမျိုးမျိုးနဲ့အသုံးပြုခဲ့ပါတယ်။အထူးသဖြင့်ပိုစတာများ၊သတင်းစာများ၊ရေဒီယိုထုတ်လွှင့်မှုတွေကနေ message တွေဖြန့်ချိခဲ့ပါတယ်။ ပိုစတာတွေမှာတော့ဂျပန်စစ်သားတွေအာရှနိုင်ငံများကိုကယ်တင်နေတဲ့သူတွေလို့ဖော်ပြထားပြီးတချို့ပုံတွေမှာအနောက်တိုင်းနိုင်ငံတွေအာရှကိုဖိနှိပ်နေတဲ့သူတွေလို့ခေါ်ပြထားပါတယ်။ဒီလိုနဲ့လူအများပြားကိုဂျပန်ဟာအာရှကိုကူညီနေတယ်ဆိုတဲ့အမြင်ပေါ်လာအောင်ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့အမှန်တကယ်ဖြစ်ပျက်ခဲ့တာကတော့ဂျပန်စစ်တပ်ကအာရှနိုင်ငံများစွာကိုစီရင်နဲ့သိမ်းပိုက်ခဲ့ပါတယ်။တရုတ်၊ကိုရီးယား၊ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊မြန်မာအဲ့ဒီဒေသများမှာဂျပန်စစ်တပ်အုပ်ချုပ်မှုစတင်ခဲ့ပါတယ်။တချို့နေရာတွေမှာလူတွေကိုအလုတ်အတင်းခိုင်းခြင်းအစားအစာရှားပါမှုစစ်ရေးဖိအားများတွေ့ကြုံခဲ့ကြပါတယ်။ဒီຢာတွေကဝါဒဖြန့်ချီရေးမှာပြောထားတဲ့လွတ်မြောက်မှုနဲ့လုံးဝကွာခြားနေခဲ့ပါတယ်။တချို့လူများကဂျပန်ကိုအနောက်တိုင်းဆန့်ကျင်တဲ့အင်အားတစ်ခုအဖြစ်မြင်ခဲ့ကြပါတယ်။ဒါကြောင့်ဒေသအချို့မှာဂျပန်ကိုထောက်ခံသူများလည်းရှိခဲ့ပါတယ်။စစ်ကြာလာတာနဲ့အမျှလူများစွာကအမှန်တရားကိုသတိထားလာခဲ့ကြပြီး1945ခုနှစ်မှာဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့ပါတယ်။စစ်ပြီးတဲ့နောက်မှာတော့ဂျပန်ရဲ့ဝါဒဖြန့်ချီရေးဘယ်လိုလုပ်ခဲ့တယ်လဲဆိုတာသမိုင်းပညာရှင်များကစတင်လေ့လာခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလူများရဲ့အမြင်ကိုဘလောက်အထိလက်စားနိုင်တယ်ဆိုတာရှင်းလင်းလာခဲ့ပါတယ်။သမိုင်းကိုပြန်ကြည့်ရင်စစ်ပွဲတွေဟာစစ်တပ်နဲ့လက်နက်များတင်မကပါဘူး။အကြောင်းအရာများ၊သတင်းများ၊ဝါဒဖြန့်ချီရေးများကလည်းလူများရဲ့အမြင်ကိုပြောင်းလဲနိုင်ပါတယ်။ဒါကြောင့်သမိုင်းကိုလေ့လာတဲ့အခါမြင်တွေ့ရတဲ့အရာအားလုံးကိုမယုံဘဲအမှန်တရားကိုရှာဖွေတာကအရေးကြီးပါတယ်။